မင်္ဂလာပါဒီနေ့မှာတော့ကျမတို့နည်းပညာလောကမှာတကယ်ကိုအကျိတ်အနယ်ဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုပြောပြခြင်းနဲ့အခုတလော AI တွေကတစ်ခုပြီးတစ်ခုထွက်လာတယ်ပေါ့နော်ကျမတို့ကဘယ်ဟာကို300မှန်းတော့မသိတော့ဘူးကျမတို့နဲ့ကိုက်ညီတဲ့ AI ကဘယ်ဟာမှန်းတော့မှကျမတို့ဝေခွဲလို့မရတော့ဘူးပေါ့နော်အထူးသဖြင့် Google ရဲ့အမြန်နှုန်းမြင့်တဲ့ Gemini 3 Flash နဲ့သိဉာဏ်နဲ့အနည်းဆုံးလို့လူသိများတယ် Claude 4.0 Plus တို့ရဲ့အားပြိုင်ပွဲကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ပေါ့နော်တရန်ကိုက်ကနေပြီးတော့နည်းနည်းတဲ့စိန်ခေါ်မှု6ခုလုပ်ခဲ့ပြီးတော့သူတို့ထိတ်တိုက်တွေ့ပြီးခဲ့တယ်အဲ့တော့ဒီဗီဒီယိုလေးမှာကျမကအဲ့ဒီအကြောင်းလေးကိုဆွေးနွေးသွားမယ်ပြီးတော့ကျမတို့ content creator တွေပေါ့နော်အတွက်ဘယ် AI ကကျမတို့နဲ့ပို့ပြီးကိုက်ညီလဲဆိုတဲ့အချက်ကလေးကိုထပ်ပြီးတော့ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးရဲ့အဆုံးထိကို live ပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်challenge number 1မှာတင်ချာနဲ့ရုပ်တည်ဗီဒါကိုသူက challenge လုပ်ခဲ့တယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့အုံနောက်စွမ်းရည်ကိုသူကအရင်စစ်တယ်အဲ့တော့ကျမတို့ငယ်ငယ်တုန်းကတွက်ခဲ့ရတဲ့ခေါင်းစားတဲ့ပုံစံတွေလိုမျိုးနောက်ပြီးတော့ logic နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုစစ်ဆေးတဲ့အခါမှာကျတော့ Cloud 4.0 Plus ကတကယ်ကိုအံ့ဩစရာကောင်းအောင်ပဲသူကပြည့်စုံပေါ့နော်နက်နက်ရှိုင်းကိုသူကဆွေးနွေးနိုင်ခဲ့တယ်သူအဖြေတစ်ခုပေးတာပဲမဟုတ်ဘဲနဲ့ဘာကြောင့်အဲ့လိုဖြစ်ရတယ်ဆိုတဲ့အစစ်စဉ်းစားပုံတွေကသူရှင်းပြနိုင်ခဲ့တယ်Gemini 3 Flash ကတော့မြန်တယ်ဒါပေမဲ့သူကလိုရင်းကိုပဲမြန်သူကပေးတယ်ပေါ့နော်အမြန်သွားခြင်းတဲ့ပုံစံမျိုးဆိုပြီးတော့အချုပ်ရှုပ်ထွေးတဲ့သူက logic တွေကိုကြတော့ဘလောက်လောက်ပို့ပြီးတော့နည်းနည်းရှိုင်းသူကမဆွေးနွေးနိုင်ဘူးအဲ့တော့အဖြေမှန်ဖို့တဲ့စဉ်းစားပုံစနစ်ကျဖို့ဆိုလို့ရှိရင်တော့ cloud ကရှေ့ပြေးနေပါတယ်ပေါ့နော်နောက်ထပ် challenge တစ်ခုကတော့ coding နဲ့ diploma တွေတဲ့အသုံးဝင်မှုအတွက်ကိုသူက challenge လုပ်ခဲ့တယ်အဲ့တော့ခုခေတ်မှာ programmer တွေအတွက် AI ကမရှိမဖြစ်လာတယ်အဲ့တော့ Gemini 3 Flash ကသူ့နာမည်အတိုင်းပဲတကယ်ကို Flash ပဲကုတ်တွေကိုခဏအတွင်းမှာသူဖန်တီးပေးတယ်ဒါပေမဲ့အချက်အလက်တွေအများကိုစုဆောင်းတဲ့နေရာမှာကြတော့ Gemini ကပို့ပြီးတော့အဆင်ပြေတာကိုတွေ့ရတယ်ဒါပေမဲ့စလုံးပေါင်းတွေကိုတောင်းချီတဲ့ project ကြီးတစ်ခုလုံးရဲ့ structure ကိုနားလည်ဖို့အတွက်ကြတော့ Cloud 4.6 Plus ကပို့ပြီးတော့ professional ဆန်တယ်အမှားအယွင်းလဲနဲတာကိုတွေ့ရှိရတယ်ဒါကြောင့်မလို့မိတ်ဆွေကခက်သက်သက်လေးကုတ်လို့ကျင်တာလားဒါမှမဟုတ်အမှားရမရှိစနစ်ကြတာကိုလိုချင်တာလားဆိုတဲ့အပေါ်မှာမူတည်သွားတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ content writer ကျမတို့ရဲ့ content writing ရေးတဲ့အခါမှာလိုအပ်တဲ့အကြောင်းအရာကိုပေါ့နော်ဘာစကားကြွကျင်မှုကိုသူတို့က challenge လုပ်သွားပါတယ်အဲ့တော့စာရေးတဲ့နေရာမှာ Gemini က Google ရဲ့ set နဲ့ချိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အချက်အလက်အသစ်တွေကိုယူတဲ့အခါမှာအရန်ကိုတော်တယ်အရန်ကိုမြန်ဆန်တယ်နောက်ပြီးတော့သတင်းတွေ report တွေခိုင်းရင်သူကအရန်ကိုအားကိုရတယ်ဒါပေမဲ့ Cloud ရဲ့အရေးသားကတော့ပို့ပြီးတော့ကျမတို့အတွက်လူသားဆန်တယ်အဲ့တော့ကျမတို့ content writer တွေအတွက်သဘောကျတဲ့ပုံစံမျိုးcontent writer တွေအသုံးပြုလို့ပို့ပြီးတော့အဆင်ပြေမဲ့ပုံစံမျိုးကို Cloud ကဖန်တီးပေးတယ်စကားလုံးအသုံးနှုန်းတွေကနှုတ်ညံ့တယ်ဖတ်ရတာစက်ရုပ်ကြီးတရုပ်လို့မဟုတ်ဘဲနဲ့တယောက်ကကိုယ်လာပြီးတော့ရင်ဖွင့်ပြောနေတယ်လို့မျိုးခံစားရတယ်ပေါ့နော်အထူးသဖြင့်တော့ creative ဖြစ်တဲ့အလုပ်တွေမှာ Cloud ကအပြတ်အသက်တော့တာသွားပါတယ်ပေါ့နော်အဲ့တော့ challenge လေးကကြတော့သူကအမြန်နှုန်းနဲ့သူကကုန်ကြစရိတ်ကိုပေါ့တော့သူက challenge လုပ်တယ်အဲ့ဒီနေရာမှာကျမတခုပြောချင်တာကတော့ Gemini 3 Flash ရဲ့အားသာချက်သူကဈေးလဲသက်သာတယ်လို့အဖြေထုတ်တဲ့နေရာမှာအရန်လဲမြန်တယ်ကျမတို့နေ့စဉ်အလုပ်တွေနေခဏမေးနေရတဲ့မိကုံသေးလေးတွေအတွက်ဆိုလို့ရှိရင်တော့ Gemini ကအကောင်းဆုံးပဲ Cloud ကကြတော့အဖြေတစ်ခုထွက်လာဖို့ခဏစောင့်ရတယ်ဒါပေမဲ့အဲ့ဒီစောင့်ရတဲ့ second ပိုင်းကြီးကတကယ်ကို quality အဖြေရဖို့အတွက်သူကအဖိုးတန်တယ်ပေါ့နော်အဲ့တော့လက်တွေ့ဘက်မှာဘယ်ဟာကိုမိတ်ဆွေကရွေးမှာလဲပေါ့နော်အနည်းချုပ်မယ်ဆိုလို့ရှိရင် challenge 6ခုမှာ Cloud က6မှတ်နဲ့နိုင်သွားတယ်ဒါပေမဲ့အဲ့ဒါ Gemini ညံ့လို့မဟုတ်ဘူးGemini 3 Flash ဆိုတာက Google ရဲ့ပေါ်ပါတွက်လက်တဲ့ model ဖြစ်တယ်အဲ့တော့မိတ်ဆွေကကြောင်းသားလားဒါမှမဟုတ်အချက်လက်တွေအများကြီးကို summary လုပ်ချင်တာလားဒါဆိုရင်တော့ Gemini 3 Flash ကိုသုံးမိတ်ဆွေကစာရေးဆရာလားကုတ်ကြီးတွေရေးမယ် diploma လားဒါဆိုရင်တော့ခက်ခဲတဲ့စာရန်တွေဖတ်ရမယ်သူဖြစ်တယ်ဆိုလို့ရှိရင် Class 4.6 Plus ကိုမဖြစ်မနေသုံးကြည့်ပါလို့အကြံဉာဏ်ပေးချင်ပါတယ်အဆုံးသက်အနေနဲ့ပြောရရင်တော့ AI တွေကတစ်ခုနဲ့တစ်ခုမတူညီဘူးပေါ့နော်မတူညီတဲ့အားသာချက်တွေရှိတယ်အဓိကကိုဘာကိုလိုအပ်တယ်လဲဆိုတာကိုသိဖို့လိုတယ်အခုကျွန်မပြောပြသွားတဲ့အထဲမှာမိတ်ဆွေတို့ဘယ် AI ကိုသဘောကျလဲပေါ့နော်လက်ရှိမှာဘာတွေကိုသုံးနေလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြကြပါအောင်နားဆင်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် topic